ချို့ကြတော့ဟာကိုကငွေပဲရှိသေးတယ်ပြီးတော့မှညနေကျမှစီကန်းသွားမယ်ညနေကျမှဆေးတိုက်မယ်ဆိုပြီးလုံနေနေရုတ်တရက်တက်သွားတာလေးရှိတယ်။ဘာကြောင့်ပဲဖြစ်ဖြစ်ကျွန်တော်တို့တက်ပြီးဆိုရင်အဓိက၄ချက်လုပ်ပါမယ်။ဒီရပိုင်းကလေးတွေဖျားပြီးတက်တဲ့ကလေးတွေခဏခဏလာကြတယ်ပေါ့နော်။ဒီကိစ္စကလည်းဆရာတို့မိဘတွေအတွက်အလွန်တရာမှပူပင်တော့ကရောက်ဆရာဖြစ်တဲ့ဖြစ်ပျက်တွေပေါ့နော်။ဆရာတို့ကိုယ်တိုင်ဆရာဝန်အငယ်ဘဝတော့ဆိုရင်ကိုကျူတီမှာကလေးတွေဖျားပြီးတက်လာမှအရန်ကြောက်တယ်အဲ့ချိန်ကျရင်ကိုတိုင်းတော့ချီမကင်ပြီးလက်မကင်ပြီးเนาะဖြစ်တတ်တာပေါ့ဒီနေ့ကျွန်တော်ကမိဘတွေအုတ်ထင်းသူတွေလောက်ရမယ့်အချက်လေးတွေနောက်တစ်ခုကရှောင်ကြရမယ့်အချက်လေးတွေကျွန်တော်ပြောပြပါမယ်ဖျားပြီးတက်တဲ့ဟာမှာအန်ဒီရရှိတဲ့ဖျားပြီးတက်ခြင်းနဲ့တချို့ကလေးတွေမှာဖြစ်တတ်တဲ့မျိုးရိုးလိုက်တတ်တဲ့အဖျားတက်ပြီးတော့တက်ချင်းဆိုတာနှစ်မျိုးရှိတယ်ပေါ့နော်အန်ဒီရရှိတဲ့ဖျားပြီးတက်ချင်းဆိုတာတော့ကျွန်တော်တို့အုံနောက်အမေးပါရောင်တာတို့အုံနောက်ကြီးတစ်ခုရောင်တာတို့နောက်တစ်ခါကျတော့တခြားပိုးတွေဝင်တာတို့เนาะဒါမှမဟုတ်ပိုးစိတ်ပြန့်တာတို့ဒါတွေကြောင့်တက်ချင်းဖြစ်တာပေါ့ဒါတွေကတော့ကျွန်တော်တို့အသက်အရွယ်မရွေးဖြစ်နိုင်တယ်နောက်တစ်ခါအသက်ဆုံးရှုံးတဲ့အထိလည်းအန်ဒီရဖြစ်နိုင်တယ်နောက်တစ်ခါနောက်ဆက်တွဲခြေလက်တွေတေတာတို့เนาะနောက်တစ်ခါ CP ပေါ့နော် cerebral palsy လို့ခေါ်တဲ့เนาะအကြောတည်သွားတဲ့ယောဂတွေဖြစ်တာတွေအထိဖြစ်နိုင်တယ်ပေါ့အခုကျွန်တော်ပြောမဲ့အကြောင်းအရာကတော့တလေးတွေမှာတချို့လည်းမျိုးရိုးလိုက်တယ်အဖေမငယ်ငယ်တော့လည်းဖျားရင်တက်ဖူးတယ်အမေငယ်ငယ်တော့လည်းဖျားရင်တက်ဖူးတယ်ဦးလေးတွေအတော်တွေအကိုတွေအမတွေလည်းဖျားရင်တက်ဖူးတယ်ဆိုတာလေးတွေရှိတတ်ကြတယ်အဲ့လိုဖျားရင်တက်တဲ့ဟာကိစ္စလေးကတော့ဒီကလေးအသက်6လကနေအသက်6နှစ်9နှစ်အတွင်းမှာဖြစ်တတ်ကြတာရှိပါတယ်တခါတလေဆိုရင်ဖျားလို့ဖျားမှန်းတော့မသိဘူးစော့နေတယ်စော့နေတာကနေတခါတည်းဟတ်ကြည့်တာကနေကလေးကတက်သွားတယ်တက်သွားတော့မှကင်ကြည့်လိုက်တဲ့အချိန်မှာကိုယ်တွေပူနေတာလေးတွေတွေ့တတ်တာရှိတယ်တချို့လဲကိုပူတယ်ဆိုလို့ဆေးတွေတိုက်တယ်ဟာလာရေဘတ်တွေတိုက်တယ်ဒီလိုပဲလုံနေရတာနဲ့တက်သွားတာမျိုးလေးတွေရှိတယ်တချို့ကြတော့ဟာကိုကငွေပဲရှိသေးတယ်ပြီးတော့မှညနေကျမှစီကန်းသွားမယ်ညနေကျမှဆေးတိုက်မယ်ဆိုပြီးလုံနေနေရုတ်တရက်တက်သွားတာလေးရှိတယ်ဘာကြောင့်ပဲဖြစ်ဖြစ်ကျွန်တော်တို့တက်ပြီးဆိုရင်အဓိက၄ချက်လုပ်ပါမယ်နံပါတ်1ကတော့ကျွန်တော်တို့အန်ဒီရကင်းရာဒေတာမှာကလေးလေးကိုဘေးဆောင်လေးထားပါเนาะအန်ဒီရကင်းရာဒေတာဆိုတာတစ်ခါလေးကျတော့တို့ကဟာလာရေစော့နေနေတို့เนาะနောက်တစ်ခုကကျတော့ဟာလာမီးဖိုတွေနားမှာတို့เนาะတရားစစ်ပစ္စည်းတွေနားမှာတို့တက်သွားတာဘာညာဆိုရင်ဆွဲမိတာအပူလောင်တာရေနစ်တာဒါလေးတွေဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့အဲ့ဒီလိုအန်ဒီရရှိတဲ့ဒေတာကနေဒီဝေးရာဒေတာလေးမှာကလေးလေးကိုဘေးဆောင်လေးထားပေးပါဘာလို့ဘေးဆောင်ထားခိုင်းတာလဲဆိုတော့ကျွန်တော်တို့တက်တဲ့အချိန်မှာတက်လို့အသက်အန္တရာယ်ဖြစ်တာထက်ဆရာတို့အန်ဘတ်ဆုပ်သွားတယ်ရှာလိပ်ပြီးတော့အသက်ရှူလမ်းကြောင်းပိတ်သွားလို့တက်တာကအသက်အန္တရာယ်ဖြစ်တာပူများတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကနံပါတ်1အန်ဘတ်မဆုပ်အောင်ဘေးဆောင်လေးထားပြီးနော်ရှာမလိတ်သွားအောင်ဘေးဆောင်လေးထားပြီးတခါလေးနိုးဆိုးလေးရဲ့သားနဲ့တက်သွားတယ်အစားစားလေးရဲ့သားနဲ့တက်သွားတယ်ဆိုရင်လည်းဘေးဆောင်လေးထားပြီးအဲ့တော့အဲ့ဒီအချိန်မှာပါဇက်တွေကဟာတွေနှိုက်ထုတ်အောင်လားဇုံးတွေထည့်အောင်လားဆိုရင်လုံးစရာမလိုပါဘူးနံပါတ်1ကဘေးဆောင်လေးထားပြီးပါနံပါတ်2ကဟာလာကိုပူတိုင်းတာတို့ဂျိုလူထည့်တာတို့ဆေးတိုက်တာတို့မလုပ်နဲ့ရေဘတ်တာတိုက်ပြီးပါရေဘတ်ကိုဆရာတို့တကူလုံးတိုက်မယ်ရေဘတ်တိုက်အချောက်3အဲ့ဒါလေးလုပ်ပြီးနံပါတ်3ကဒါလုပ်နေရင်လည်းကျွန်တော်တို့ဘာလုပ်အောင်လဲဆိုတော့အချိန်တစ်ခါတည်းမှတ်ပါအများစုကအဲ့လိုအချိန်မှာအားလုံးကစိတ်တွေပူသွားတယ်တောကတွေများပြီးတဲ့အချိန်မှာဘယ်လောက်ကြာမှမသိဘူးဘာလို့ဘာကန်ရမှမသိဘူးအချိန်အကြာကြီးကြာတယ်လို့ထင်ကြတယ်ပေါ့နော်အများစုကတော့2မိနစ်3မိနစ်လောက်ပဲကြာတယ်အဲ့တော့အဲ့ဒါလေးကိုသိဖို့အချက်တော့ဘာလို့ရမလဲအချိန်မှတ်ရမယ်စပြီးတော့ဟလာတက်ပြီးဟေးဆိုတာနဲ့စိတ်ခံခံလေးထားပြီးတော့နိုင်ကြည့်လိုက်ဘယ်နှမိနစ်မှာစတက်တယ်ပြီးသွားပြီဆိုအဲ့အချိန်မှာအဝတ်စားတွေချွတ်ရေဘတ်တိုက်ဘေးဆောင်လေးထားလုံရင်းနဲ့ကလေးကအတက်ကျသွားမယ်ဟလာဒန်ဆန်ဖြစ်နေတာလန်နေတာဟာမျက်လုံးတွေအပေါ်လန်နေတာအဲ့ဒီကနေငြိမ်ပြီးတော့ပုံမှန်လေးအသက်ရှူသွားမယ်ဆိုရင်ဒါဆရာတို့ကအသက်ကျတယ်လို့ယူဆတယ်အဲ့ဒါဒီအများစု2မိနစ်3မိနစ်ပဲကြာပါတယ်အကယ်၍ဘယ်အချိန်မှာဆေးရုံသွားရမလဲဆိုတော့အကယ်၍9မိနစ်ထက်ကြော်ကြပြီးဇန်တက်နေတာ9မိနစ်ထိเนาะအချိန်လည်းအတိအကျကြည့်တယ်9မိနစ်ကြော်သွားပြီဟာဒီတဲ့ကြော်လာပြီဆိုရင်တော့ကျွန်တော်ဆေးရုံခေါ်သွားမယ်ဆေးရုံခေါ်သွားရင်လည်းတခါလေပခုံးကြီးထမ်းပြီးခေါ်သွားတာတို့ဘာလို့မလုပ်နဲ့တခါလေပခုံးတန်းခေါ်သွားတဲ့အချိန်မှာခုနပြောရဲရှာလိုက်တာအသက်အန္တရာယ်ရှိတဲ့ဆေးရုံခေါ်သွားရင်လည်းကျွန်တော်တို့ဘေးတစ်စောင်းလေးပဲပွင့်ပြီးခေါ်သွားမယ်အဓိကအဲ့အချိန်မှာကျွန်တော်တို့ကအောက်ဆီဂျင်ပေးရတာလေးရှိတယ်เนาะအဲ့တော့အများစုကတော့ကျွန်တော်9မိနစ်တဲ့ကြော်ပြီး10မိနစ်ပါညာဆိုရင်
ဆေးကန်းတော်မခေါ်လာနဲ့ဆေးရုံကိုသွားတာအကောင်းဆုံးပဲဘာကြောင့်လဲအောက်ဆီဂျင်လေးပေးခြင်းလို့အဲ့တော့တစ်ချက်နှစ်ချက်သုံးချက်နံပါတ်၄ချက်ကတော့အကယ်၍များလူအင်အားရှိတယ်နော်ဆိုရင်တော့ကျွန်တော်တို့ကတယောက်ယောက်ကိုဗီဒီယိုလေးရိုက်ခိုင်းထားပြီးတယ်တခါလေးမှာကလေးတွေတက်တယ်လို့ပြောတဲ့ဟာဟာလာကျွန်တော်တို့ကမေးတဲ့အချိန်ကျတော့ဟာလာမျက်လုံးကြီးကဘယ်လိုနေလဲလက်တွေခြေထောက်တွေကဘယ်လိုနေလဲလက်ကောခြေထောက်ကလုံးအကုန်လုံး၄ဘက်စလုံးပါလားဒါမှမဟုတ်တစ်ဖက်ပဲဇောင်းငန်းဆွဲတာလားဒါလေးတွေကိုမိဘတွေကစိတ်တွေတောကတွေများနေတော့ပြန်ပြီးမမှတ်မိဘူးမပြောနိုင်တာလေးတွေရှိတတ်တယ်အဲ့ဒီအတွက်ကြောင့်မလို့တယောက်ယောက်ကစိတ်ခိုင်ခိုင်နဲ့ဗီဒီယိုလေးဟာလာသူ့ရဲ့မျက်နှာကိုယ်လက်တွေပါအောင်ရိုက်ပေးထားနိုင်တယ်ဆိုရင်ကျွန်တော်တို့ကဒါလေးကိုပြန်ကြည့်တဲ့အချိန်ကျတော့သူဒီအန်ဒီရရှိတော့တက်ချင်းလားဒါမှမဟုတ်လေဒါတာမန်တက်ချင်းလားဆိုတာကိုကျွန်တော်တို့ကသိလို့ရတယ်ပေါ့နော်အဲ့တော့မလုံရမယ့်ဟာတွေရဲ့အများစုကျွန်တော်တို့အားလုံးပေါ့နော်စိတ်ပူပြီးတဲ့အချိန်မှာဟာကလေးတက်တယ်ဟေးဆိုလာကြပါအောင်ဟိုလူလာပါအောင်ဒီလူလာပါအောင်ဆိုတဲ့အချိန်မှာကျွန်တော်တို့မှားရွေးလုံးမိနိုင်တဲ့ဟာလေးရှိတယ်တချို့ကဘာလုပ်လဲကလေးကိုအတင်းခြေထောက်တွေချိုးလက်တွေချိုးပေါ့နော်လုပ်ကြတယ်ခြေချိုးလက်နဲ့လုံးဝမလုပ်ပါနဲ့ဒါဟာကလေးကိုနာကျင်တာအပြင်ကိုကြံတာအကျိုးရှိတဲ့ရလဒ်ဘာမှမရှိပါဘူးနံပါတ်2ကじゃငယ်လေးတွေမှုတ်ကြတာငယ်လေးတွေမှုတ်ကြတယ်အဲ့ဒါလည်းမလုပ်ပါနဲ့ဒါလည်းဘာမှအကျိုးရှိတဲ့ရလဒ်တွေမရှိပါဘူးเนาะနံပါတ်3ချက်ကတော့ပါဇက်တဲကိုဇိုးနေထဲဆေးတွေအတင်းထည့်ကြတာပေါ့နော်အဲ့ဒါလည်းမလုပ်ပါနဲ့အဲ့တော့ကျွန်တော်တို့လုပ်ရမယ့်အချက်ကတော့ခုနပြောတဲ့၄ချက်ပေါ့၄ချက်မှာအဓိက3ချက်အဓိကလုပ်ရမယ်နံပါတ်1ကဘာလုပ်ရမလဲကျွန်တော်တို့ဘေးဆောင်ထားမယ်အံပတ်မစို့ပါစေနဲ့နံပါတ်2ကရေဘတ်တိုက်ပြီးပါရေဘတ်တိုက်အချောက်တုပ်ရေဘတ်တိုက်6တုပ်လုပ်ပါเนาะရေဘတ်တိုက်ခြင်းဟာကျွန်တော်တို့အပူကျဖို့တန်ဖိုးရှိဆုံးတော့နီလန်းဖြစ်တယ်ဆိုတော့ကျွန်တော်ရှေ့ရဗီဒီယိုတွေမှာလည်းပြောထားတာရှိပါတယ်ပြန်ကြည့်လို့နားထောင်လို့ရပါတယ်နံပါတ်3ချက်ကတော့ကျွန်တော်တို့ဘာလုပ်ပေးရမလဲဆိုတော့အချိန်လေးမှတ်ပေးပါမယ်เนาะအချိန်မှတ်ပြီးဘယ်နှမိနစ်ကြာလဲဆိုတဲ့ဟာလေးကိုချိန်မှတ်ပေးဖို့အရေးကြီးတယ်9မိနစ်ထက်ကြော်ပြီးဆိုရင်တော့ဘေးဆောင်လေးပဲကြည့်ပြီးတော့ဆေးရုံဆေးကန်းကိုအမြန်ဆုံးသွားပေးပါနံပါတ်4ချက်ကတော့ကျွန်တော်တို့ကသူဒီခုနပြောသလိုဘယ်လိုတက်လဲဆိုတာလေးကိုဗီဒီယိုရိုက်ပေးထားနိုင်ရင်တော့ကောင်းပါတယ်အဲ့တော့တာမန်အားဖြင့်ပြောမယ်ဆိုရင်တော့ဒီကလေးလေးတွေကဖြားပြီးတော့ပထမ24နာရီအတွင်းမှာတက်ကြတာများပါတယ်ဒါပေမဲ့တက်တာကဆရာပြောသလိုပဲခုနကတော့ခဏပဲတက်တာဒါပေမဲ့ကျသွားလိုက်နောက်တစ်ခါ1နာရီ2နာရီနေပြန်တက်လိုက်နောက်တစ်ခါ1နာရီ2နာရီပြန်တက်လိုက်ဆိုရင်တော့2မိနစ်3မိနစ်ပဲကြာတာမှန်ပြီမဲ့ဒါဆိုရင်တော့ကျွန်တော်တို့စမ်းပြတဲ့တက်ချင်းဖြစ်သွားပြီဒါဆိုရင်တော့ကျွန်တော်တို့ဆေးရုံဆေးကန်းကိုမဖြစ်မနေသွားပြရမယ်လို့ဆိုလိုပါတယ်เนาะအဲ့တော့နံပါတ်1ပြောချင်တာကတော့ဖျားလို့တက်ပြီဟေးဆိုနံပါတ်1မိဘတွေစိတ်ပူလာတော့မှန်ပါတယ်ဒါပေမဲ့အန်ဒီရရှိတဲ့ဟာလာမစီမဆိုင်တခြားခြေချိုးလက်နယ်တွေငယ်လေးမှုတ်တာတွေမလုပ်ဘဲနဲ့ဘေးဆောင်လေးထားရေပတ်လေးတိုင်းအချိန်လေးမှတ်ပြီးအခြားကြတက်တာကျသွားပြီခလေးကအိတ်သွားပြီဆိုတော့မှပဲကျွန်တော်တို့ဟလာဆေးရုံဆေးကန်းကိုထပ်ပြပြီးတော့လိုအပ်တဲ့စစ်ဆေးစမ်းသပ်မှုတွေလုပ်ပါအဲ့တော့ဖျားလို့တက်ချင်းမှာတက်ချင်းမှာကျွန်တော်တို့ကစိတ်ပူပြီးတော့မဟုတ်တာတွေလုံးမိမှာဆိုလို့ပြောတာပါနောက်တစ်ခုကတော့ကျွန်တော်တို့ဟလာအစောပိုင်းမှာပြောထားတဲ့အန်ဒီရရှိတဲ့တက်ချင်းတွေပေါ့နော်ကျွန်တော်တို့အုံနောက်အမေးပါရောင်တာတို့เนาะအုံနောက်ကြီးရောင်တာတို့เนาะတခြားပိုးစိတ်ပြန့်တာတို့ဒါမျိုးတွေဆိုရင်လေခုနလိုခဏလေးနဲ့လည်းအတက်ကကြမှာမဟုတ်ဘူးပြီးတဲ့အခါမှာအတက်ကြပြီးသွားတဲ့အချိန်မှာကလေးကပုံမှန်လိုလမ်းဆန်းမှာမဟုတ်ပါဘူးဒါမျိုးဆိုရင်လည်းကျွန်တော်တို့ကဆေးရုံဆေးကန်းကိုနီးစပ်ရာဆေးရုံဆေးကန်းကိုအမြန်ဆုံးသွားပြီးဆက်လက်ကုသမှုတွေခံယူပေးပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်